မင်္ဂလာပါဒီဗီဒီယိုမှာ policy မီပုံစံလိုမျိုးမဟုတ်ဘဲနဲ့ဒီကနေ့ lesson က speaking ဘက်ကိုတွားတဲ့ဟာလည်းဟုတ်တယ်လို့ translation tips ပေးတာလည်းဟုတ်တယ်ပြီးတော့စကားလုံးကိုပေါ့နော်ဘယ်လိုမျိုးအခြေအနေလိုက်ဘယ်လိုမျိုးစီပြီးပြောရမလဲဆိုတာလည်းတစ်ခါတည်းပြောပြပေးတဲ့သဘောတင်ကြားပေးတဲ့သဘောဖြစ်သွားအောင်since English course ကိုစတင်တက်ခဲ့တုန်းကအရင်ဦးဆုံး level test ဖြေရတယ်အမှဆရာကစစ်စင်တို့ကိုပေါ့နော်ဒီတိုင်းပတ်စံရော့လို့ပေးတိုင်းတက်ခိုင်းတာမဟုတ်ဘူးသူက level test exam တခုဖြေရတယ်အမှဆရာမေးခဲ့တဲ့ translation tips ပေါ့နော်မြန်မာလိုသူပေးထားတယ်အဲ့ဒါကိုအင်္ဂလိပ်လိုဘာသာပြန်ပြီးတော့ဖြေရတာအဲ့ဒီထဲက15ခုကိုစစ်စင်ရဲ့ students တွေကိုမျှဝေချင်ပါတယ်ပြောချင်တဲ့စကားတစ်ခုကိုဘယ်လိုမျိုးစီလျော်အောင်ပြောရမလဲပြောတင်တယ်လေဆိုတာလေတခါတည်းမျှဝေပေးတဲ့သဘောဖြစ်သွားတာပေါ့နော်ဆိုတော့ဒီဗီဒီယိုစလိုက်ရအောင်နော်အရင်ဦးဆုံးငါ Facebook မတုံးပဲမနေနိုင်ဘူးပြီးတော့ဒုတိယတစ်ခွန်းကငါအရက်ရှင်ရင်သိကောင်းမှာပဲငါအလုပ်မကြိုးစားခဲ့တာနောင်တရတယ်ငါဒါငှက်တကောင်ဖြစ်ခဲ့ရင်မင်းစီကိုပြန်တန်းလာမယ်ငါတို့တွေနောက်တစ်ပတ်ပျော်ပွဲစားထွက်ကြမယ်အခုလောလောဆယ်ဒီ9ခွန်းပေါ့နော်ဒါကိုစာစီပြီးတော့ပြောကြည့်ရအောင်ငါ Facebook မတုံးပဲမနေနိုင်ဘူးဆိုတော့ဒီဟာကိုပါ phrase စကားစုနဲ့ပြောလို့ရလေဆိုတော့ I can't help verb ing form နဲ့ပြောလို့ရပါတယ် I can't help using Facebook I can't help using Facebookငါအရက်ရှည်ခဲ့ရင်သိကောင်းမှာပဲဒါကြတော့ I wish I နောက်မှာ were do could do had do နဲ့ပြောလို့ရတယ်ဒါမဲ့ဒီမှာကြတော့ငါအရက်ရှည်ရင်သိကောင်းမှာပဲလို့ပြောချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ I wish I were tall I wish I were tall ငါအလုပ်မကြိုးစားခဲ့တာနောင်တရတယ်ဒီမှာနောင်တရတာကို regret နဲ့ပြောလို့ရပါတယ်အလုပ်ကြိုးစားတာကိုကြတော့ work hard နဲ့ပြောလို့ရပါတယ် I regret not working hard I regret not working hard ငါအလုပ်မကြိုးစားခဲ့တာနောင်တရတယ်ငါဒါငှက်တကောင်ဖြစ်ခဲ့ရင်မင်းစီကိုပြန်တန်းလာမယ်ဒီမှာဖြစ်ခဲ့ရင်လို့ပြောတဲ့အတွက်ကြောင့်မို့ if I were a bird I would fly to you တချို့ students တွေကဒီနေရာမှာဆရာရဲ့ဒီ would နေရာမှာ will နဲ့ပြောလို့မရဘူးလားလို့မေးချင်သွားပါလိမ့်မယ်ဒါမဲ့ပေါ့နော်ဒါကငါဒါငှက်တကောင်ဖြစ်ခဲ့ရင်မင်းစီကိုပြန်တန်းလာမယ်ဆိုတဲ့စကားမဖြစ်နိုင်ဘူးလေကိုကလည်းငှက်မဟုတ်ဘူးငှက်တကောင်မဟုတ်တဲ့အတွက်ကြောင့်မို့ဒါကစိတ်ကူးရင်တက်တက်နဲ့ပြောတာဖြစ်တဲ့အတွက်ကြောင့်မို့အဲ့လိုမျိုးစိတ်ကူးရင်တဲ့ပုံစံမျိုးနဲ့ပြောတဲ့နေရာမှာ would ကိုအမြဲတမ်းသုံးတယ်နော် If I were a bird I would fly to you If I were a bird I would fly to you ငါတို့နောက်အပတ်ပျော်ပွဲစားထွက်ကြမယ် We will go on a picnic next week We will go on a picnic next week We will go on a picnic next week ငါခွေးကိုရေချူးပေးအောင်မယ် I have to give my dog a bath ဒီလိုမျိုးလည်းပြောလို့ရပါတယ်နောက်တစ်မျိုးက I have to give a bath to my dog ကားရီအကျွေးနဲ့ဝယ်လို့ရတယ် Cars can be bought on credit ဒီမှာအကျွေးနဲ့လို့ပြောချင်တော့ on credit အဲ့လိုပြောရပါတယ်နော် Cars can be bought on credit Cars can be bought on credit ငါရဲ့လက်ပတ်နိုင်ကအချိန်မမှန်ဘူး My watch doesn't keep the correct time My watch doesn't keep the correct time My watch doesn't keep the correct time ငါရေချူးတော့မလို့မင်းရေဖြီးထားပေးလို့ရမလား I have to take a bath
Can you fill the water into the bucket ဒီမှာရေဖြည့်ထားပေးလို့ရလားဆိုတော့နေရာမှာပေါ့နော်ဒီမှာကျတော့ကျွန်တော်တို့ယူပေါ့နော်ရေပုံးထဲမှာရေဖြည့်ပြီးတော့ချိုးကြတာကိုဒီအခြေအနေကိုပြောချင်တာဖြစ်တယ်တကယ်လို့နောက်အခြေအနေတစ်မျိုးကဒီလိုမျိုးခွက်ထဲမှာကိုကရေဖြည့်တာမျိုးဆိုတော့ run a bath နဲ့ပြောလို့ရပါတယ် I have to take a bath Can you run a bath မျက်နှာတစ်ပြီးလို့ရှိရင်မျက်နှာကိုတပတ်နဲ့မတုပ်ဘဲနဲ့ tissue နဲ့တုပ်ပါလို့ပြောချင်တော့ After washing your face dry it with tissue without a towel towel ဆိုတာတပတ်ကိုပြောတာပါတချို့တွေကဒီမှာ dry နေရာမှာ wipe နဲ့ပြောလို့မရဘူးလားလို့မေးချင်တဲ့လူရှိကောင်းရှိလိမ့်မယ် wipe ဆိုတာကတုပ်တာမှန်တယ်ဒါပေမဲ့ wipe ကဘယ်လိုမျိုးအခြေအနေကိုပြောချင်လဲဆိုတော့ဥပမာကွာကျမ်းပြင်ပေါ်ကိုဒါမှမဟုတ်လို့ရှင်စပွဲပေါ်ကို coffee or tea လက်ဖက်ရည်တခုခုဖိတ်ကြသွားတယ်ဆိုပါဆိုအဲ့လိုမျိုးညစ်ပတ်သွားတဲ့နေရာမှာတခုခုဘဝတခုခုနဲ့တုပ်တာမျိုးအဲ့လိုမျိုး clean လုပ်ရင်းနဲ့တုပ်တာကိုအဲ့လိုမျိုးအခြေအနေမှာ wipe နဲ့ပြောတယ်ပေါ့နော်ဒါပေမဲ့ dry တကြတော့6တွေ့တယ်လို့အဲ့လောက်ပဲမဟုတ်ဘူးကွာမျက်နှာကိုတုပ်ပြီးတော့6အောင်တုပ်ရတာပဲလားအဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မို့ dry နဲ့ပြောပါတယ် After washing your face dry it with tissue without a towel Okay ငါစပွဲဖုံတော့ရမယ်ပြီးရင်ကြမ်းတတ်ရမယ် I have to dust the table and then mop the floor I have to dust the table and then mop the floor I have to dust the table and then mop the floor ဒီမှာ I လို့ရက်ခတ်နေတယ် She is fanning herself because she is hot ဒီမှာ fan ဆိုတာကရက်တောင်ပန်ကအလောက်ပဲမဟုတ်တာကို verb အနေနဲ့သုံးလို့ရှင်ရက်ခတ်တယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ် She is fanning herself because she is hot ငါပန်းတိုင်တစ်ခုချမှတ်ထားတယ် I have set a goal I have set a goal I have set a goal ပန်းတိုင်ရအောင်ကြိုးစားနေတယ် I am trying to reach my goal I am trying to reach my goal Okay နောက်ဆုံး speaking တခွန်းကမင်းအဆန်ကုန်မြေလေးပဲ You are awake stop speaks 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 Okay ဒီနေ့ဒီဗီဒီယိုမှာခုနပြောသလိုပေါ့နော် translation tips ပေးတဲ့ပေါ်လေဖြစ်တဲ့ဇာစီရဲ့ writing skill ကို improve လုပ်ပေးတာလည်းဖြစ်တယ် speaking ပါရသွားတဲ့တပေါ်ဖြစ်သွားတာပေါ့နော်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ် God bless you